တော့ရေးပေါ်ဖြစ်နေခဲ့ပါတယ်။သူကအန်ဒီစိန်အိမ်ကိုသွားပြီးတကားကိုခောက်လိုက်ရင်အန်ဒီစိန်ကဲပါအောင်အန်ဒီစိန်အေးဘာဖြစ်လို့လဲသမီးမမေလေးအန်ဒီစိန်မမေကတရေဘူးနေတယ်လို့မျိုးနေရန်ကိုကောင်းနဲ့စောင့်နေတယ်မမေကိုကဲပါအောင်အန်ဒီစိန်ရဲ့ကဲလာအခုသမီးမမေကိုသွားကြည့်ရအောင်ဟေမအမေကတော့ကောင်းတဲ့နေရန်ကိုစက်တိုက်ကြီးတွေတိုက်နေရပါသွေးတွေလည်းထွက်နေလို့ပါပဲဒီကိစ္စတွေမဖြစ်ခင်တုန်းကထီတော့ဟေမာကဘဝကိုတတရရပဲဖြတ်တန်းခဲ့ရတာပါဟေမာရဲ့အမေကလည်းတာမန်ပဲဖြစ်ပါတယ်ပြီးတော့ဟေမာကမနှက်ဆိုရင်နောက်ကြမှာထတတ်တဲ့အကျင့်ဆိုးလေးရှိနေပါတယ်ဖုန်းအလမ်ထထားလို့သာသူ့အတွက်အဆင်ပြေနေတာပါချစ်ပရိသတ်တို့ရောမနှက်ဆိုရင်ဘသူနိုးပေးလဲဘလို့အိယာထလဲပြောခဲ့ပါအောင်ရှင်ဟေမာတယောက်ဒီနေ့တော့နည်းနည်းနောက်ကျသွားတာမလို့သူ့အမေကိုနည်းနည်းစိတ်ဆိုးနေပါလေရောမမေဘာလို့သမီးကိုမနိုးတာလဲသမီးနောက်ကြတော့မလို့တော်သေးတာပေါ့နိုးဆက်မြည်လို့သမီးအခုအားစပြီးကို့ဘာသာနိုးအောင်နိုးဆက်ကိုစောစောပေးထားမမေကပဲအမြဲတမ်းနိုးပေးနေရမှာလားကွသမီးလည်းအသက်ကြီးလာပြီလေကိုအားကိုကိုးမရမှာပေါ့ဟုတ်ကဲ့ပါမမေဒါဆိုသမီးသွားတော့မယ်နော်အေးဂယူးဆိုင်သွားနော်ဒါနဲ့ကျောင်းစင်းရင်ရှူမတ်မှာဈေးဝယ်ဖို့မမေ့နဲ့အောင်နော်သမီးဝယ်ရမယ့်စင်းရင်ကိုမမေဖုန်းထဲကနေပို့ထားတယ်နော်ဟေမာကျောင်းသွားဖို့အတွက်အိမ်ထဲကနေထွက်လာခဲ့ပါတယ်အဲ့လိုထွက်လာတော့မှပဲဘေးအိမ်ကအန်ဒီစိန်နဲ့တွေ့ရပါတယ်အန်ဒီစိန်ကဟေမာနဲ့ဘာမှမတော်ပေမဲ့သမီးအရင်လေးလိုဂယူးဆိုင်ပါတယ်မင်္ဂလာမနက်ခင်းပါအန်ဒီစိန်အေးမင်္ဂလာမနက်ခင်းပါဟေမာကျောင်းမှာစာကြိုးစားနော်သမီးလေးတောင်အပြူကြီးဖြစ်နေပြီပဲမျက်စိအောက်တင်မယ်ဟုတ်ကဲ့ပါအန်တီဟေမာကျောင်းသွားလိုက်ပါအောင်မယ်ဒီနေ့နည်းနည်းနောက်ကျသွားလို့အေးဂယူးဆိုင်သွားနော်ဟေမာလည်းကျောင်းကိုမြင်မြန်ပဲသွားလိုက်တာပေါ့ဒီနောက်ဟေမအမေနဲ့အန်ဒီစိန်ကဟေမာလေးတော်တော်ကြီးလာပြီနော်ပိုတော်လှလာသေးတယ်ကြည်ရတာဝမ်းသာစရာပဲဟုတ်တယ်အချိန်တွေကုန်တာမြန်လိုက်တာအရင်ကဆိုအန်ဒီစိန်အိမ်မှာသွားစော့နေကြလေအခုတော့ကြီးလာပြီအန်ဒီစိန်နဲ့ဟေမအမေလည်းစကားတွေပါတယ်ရှောက်ပြောရင်အချိန်တွေကုန်သွားတာပေါ့ညနေဘက်ရောက်တဲ့အခါမှာတော့ဟေမာလည်းဝယ်စရာရှိတာဝယ်ဖို့ကုံစုံဆိုင်လာခဲ့တာပေါ့အဲ့ဒီလိုလာနေတုန်းမှာပဲဟေမစီကိုဖုန်းတကောဝင်လာပါတယ်ဟေမာလည်းကန်လိုက်ပါတယ်ဟယ်လိုမမေဘာကိစ္စရှိလို့လဲဟေမာရေမမေအတွက်ဆေးဝယ်ပေးခဲ့ပါနော်မမေပန်းနာရင်ကျက်ယောဂဖောက်လာလို့ဆေးရလည်းကုန်နေပြီအိမ်ကိုမြင်မြန်ပြန်လာခဲ့နော်ဟုတ်ကဲ့မမေအေးတတိထားပြီးပြန်ခဲ့နော်အမရေဆေးလေးပါတခါလေးယူမယ်နော်ဟုတ်ကဲ့ညီမလေးထုံးစံတိုင်းပန်းနာရင်ကျက်ဆေးပဲမလားဟုတ်တယ်မကျမမမေတက်ပါအဲ့လိုနဲ့ဟေမာလည်းအမေနေမကောင်းတာမလို့အိမ်ကိုမြင်မြန်ပဲပြန်လာခဲ့ရပါတယ်မမေသမီးပြန်ရောက်ပြီနော်ဟေမအမေကတော့အိပ်ယာပေါ်မှာအိပ်နေတာပါအိုးသမီးစောနာအားကစားလုပ်ထားလို့တော်တော်ပင်ပန်းနေပြီမမေသမီးတော်တော်ဘိုက်စာနေပြီမမေဘိုင်းချက်ထားလဲမနက်ကချက်ထားတဲ့ဟင်းမဲလားရင်ဒီမှာသမီးမမေအတွက်ဆေးဝယ်လာပြီနော်မမေဘာလို့မနိုးသေးတာလဲမမေအမလေးမမေတတိလက်နေရလားရင်ဟေမာလည်းဘေးကအန်ဒီစိန်ရဲ့အိမ်ကိုတွားလိုက်ပါတယ်အန်ဒီစိန်ကဲပါအောင်အန်ဒီဘာဖြစ်လို့လဲသမီးဟေမာအန်ဒီသမီးမေကိုလာကြည့်ပေးပါအောင်မမေတတိလက်နေတယ်အန်ဒီစိန်လည်းဟေမာရဲ့အိမ်ထိလိုက်လာခဲ့ပါတယ်ခဏလေးနော်ဟေမာဆရာဝန်ဖုန်းဆက်လိုက်တာပိုကောင်းမယ်ထင်တယ်ဟုတ်တယ်အန်ဒီစိန်ဒီလိုနဲ့ဆရာဝန်ရောက်လာခဲ့ပြီးဆရာဝန်ကဟေမမေအတွက်လိုအပ်တဲ့ဆေးစစ်ချက်တွေလုပ်လိုက်ပါတယ်အန်တီစိတ်မကောင်းပါဘူးဗျာဒီကဟေမာရဲ့အမေတော်နီလာကိုကဲလို့မရနိုင်တော့ထက်နဲ့ဟင်မမေကိုကဲပေါင်းဆရာရဲ့ပြောရမှာစိတ်မကောင်းဗျာတော်နီလာအသက်ရှူကျပ်ပြီးဆုံးသွားတာတနားလောက်တောင်ရှိသွားပါပြီရှင်တော်နီလာဆုံးသွားပြီတဲ့လားအဲ့လိုနဲ့ဟေမမေတော်နီလာအတွက်စာပနာပွဲကိုအကောင်းဆုံးနဲ့အဆင်ပြေဆုံးဖြစ်အောင်လုပ်ပေးခဲ့ကြပါတယ်မမေသမီးကိုထားခဲ့ပြီလားစိတ်ကိုထိမ့်ပါဟေမာရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပါသမီးရဲ့မမေကဘာလို့ဒီလောက်မြင်မြန်ထွက်သွားတာလဲအခုနလေးတင်မမေသမီးကိုဈေးဝယ်ခိုင်းဖို့ဖုန်းဆက်သေးတယ်လေစိတ်ကိုထိမ့်ပါဟေမာရဲ့ဒါတွေအကုန်လုံးကကန်တရားပဲအခုစိတ်ကိုအေးထားနော်ဘာပဲဖြစ်ဖြစ်ဟေမာမှအန်ဒီစိန်ရှိပါတယ်ကွယ်အန်ဒီစိန်ကိုပဲဟေမာရဲ့မမေအစားလို့သဘောထားလိုက်ပါနော်ကျေးဇူးတင်ပါတယ်အန်တီမမေဘာလို့သမီးကိုထားခဲ့တာလဲဒီလိုနဲ့ပဲတော်နီလာရဲ့စာပနာပွဲကဘာပြဿနာမှမရှိပဲပြီးဆုံးသွားခဲ့ပါတယ်ညဘက်ကိုရောက်သွားတဲ့အခါမှာလောလောဆယ် channel လေးကို subscribe မလုပ်ရသေးပဲကြည့်နေတာဆိုရင်တော့လှုပ်ထားပေးပါအောင်နော်ဟေမာကြီးဒီညအန်တီစိန်သမီးအိမ်မှာလာအိပ်ပေးရမလားဒါမှမဟုတ်အန်တီစိန်အိမ်မှာပဲလာအိပ်မလားသမီးရပါတယ်အန်တီဟ
ခေမအိမ်မှာပဲအိပ်ပါမယ်မမေစာပနာအတွက်ကူညီပေးလို့ကျေးဇူးတင်ပါတယ်အန်တီ အေးပါကွယ်မှတ်ထားနော်တခုခုဖြင့်အန်ဒီစိန်ကိုဖုန်းဆက်လိုက်ထမင်းစားချင်လဲအန်ဒီစိန်ချက်ကျွေးမယ်နော် ဟုတ်ကဲ့အန်တီကျေးဇူးအများတက်ပါတယ်အန်တီစိန် ဟေမာအခုဘာစားချင်လဲအန်တီအိမ်မှာအမဲသားချက်ထားတယ်စားမလားဟေမာ မစားတော့ပါအန်တီရဲ့မနေ့ကကြံတဲ့ဟင်းတွေရှိပါသေးတယ် โอเคဒါဆိုလဲပြီးရောလေအော်ဒါနဲ့ဒီနေ့ရောနောက်ထပ်2ရက်လောက်ပါကြောင်းသွားဖို့မစင်စားနဲ့အောင်နော်အိမ်မှာပဲကောင်းကောင်းအနားယူလိုက်နောက်ကျရင်အန်တီသမီးကိုကန်းချစ်ပဲခေါ်သွားပြီးစိတ်ပြေလက်ပြောက်လှည့်ရအောင်သွားမလားဟေမာ ဟုတ်ကဲ့အန်တီကျေးဇူးအများတက်ပါတယ်အန်တီ ညအိတ်ချိန်ရောက်တဲ့အခါမှာတော့တယောက်တည်းအိပ်ရတော့မဲ့ဟေမာလေးကသူ့အမေဆုံးသွားတာမလို့အရန်ကိုဝမ်းနေပြီးငိုကြွေးနေရပါတယ်အဖေကငဲငယ်တရားမရှိတော့သလိုအမေကလည်းရုတ်တရက်ဆုံးသွားတာမလို့တနာစရာဟေမာလေးဖြစ်နေရှာပါတယ်ဒီလိုနဲ့နောက်ရက်မနက်မှာတော့ဖုန်းအလမ်းတန်ထွက်လာပါတယ်ဟေမာမနက်စောစောထနိုင်ဖို့ဒီဖုန်းလေးကပဲကူညီတော့မှာပါ အမေအမေအမေ ဟေမာအတွက်တော့သူ့အမေရှိနေသေးတယ်လို့ပဲထင်နေတာပါတိတ်မကြပါဘူးအန်ဒီစိန်ရောက်လာပါတယ်သမီးဟေမာဒီညအန်ဒီအိမ်မှာလာစားနော်အန်ဒီဟင်းတွေအများကြီးချက်ထားတယ် ဟုတ်ကဲ့အန်တီခေမကိုကူညီပေးလို့နောက်တစ်ခါကျေးဇူးတင်ပါတယ်ရှင် အေးပါကွယ်အသေးဖွားလေးပါနေ့ဘက်မှာပြဿနာမရှိပေမဲ့ညဘက်ရောက်လာတဲ့ခါမှာဟေမာတယောက်တည်းအရန်ကိုစိတ်ညစ်နေရတာပါ မမေကိုပြန်လာစိတ်ချင်တယ်မမေထွက်သွားတာကိုတမိလက်မခံနိုင်သေးဘူးမမေ အဲ့လိုနဲ့ဟေမာကဝမ်းနဲ့စိတ်တွေရောသူ့အမေကိုပြန်တွေ့ချင်တဲ့စိတ်တွေရောပေါင်းပြီးမရှာသင့်တဲ့အရာတွေကိုအင်တာနက်မှာရှာမိပါတော့တယ် ဘာတေဆုံသွားသူကိုပြန်လဲအသက်သွင်းနေဖျောင်းတိုင်6တိုင်နဲ့ဆူတောင်းမှန်တန်ဒီလိုနီးလန်းတွေတုံးပြီးငါမမေတကယ်ပြန်ရှင်လာနိုင်မှာလား နောက်ရက်ညနေဘက်မှာတော့ဟေမာကအန်နီစိန်အိမ်ဘက်ရောက်နေခဲ့ပါတယ်ဟေမာလည်းဟင်းတွေအစုံချက်ထားတာကိုမြင်လိုက်ရပါတယ် ဝေါအန်ဒီစိန်ချက်ထားတာတွေအများကြီးပဲ ဟုတ်တယ်ဟေမာနာမည်ကြီးစားသောက်ဆိုင်တစ်ခုရောက်နေသလိုသမီးပျော်သွားလို့အန်တီတမင်ချက်ထားတာ အန်တီအစားတောက်တွေအတွက်ကျေးဇူးပါနော် အေးပါကွယ်ဒီနေ့တော့ဟေမာကြိုက်သလောက်အဝစားလိုက်အတီးကသမီးလေးပြန်ပြောလာဖို့ပဲဟေမာအများကြီးစားတတ်မှန်အန်တီသိသားပဲ ခေမစားတော့မယ်နော်အန်တီ အန်တီစိန်ကဟေမာလေးကိုပဲအရန်တနာနေရပါဒီနောက်မှာတော့ဟေမာနဲ့အန်တီစိန်လည်းအားရပါရထမင်းနဲ့ဟင်းတွေရှောက်စားကြတာပေါ့ညစာစားပြီးတဲ့အခါမှာတော့ဟေမာအိမ်ထီရအောင်အန်တီစိန်ကလိုက်ဖို့ပေးခဲ့ပါတယ်ကဲပါဟေမာအခုညဘာဝမှတိတ်မစင်စားနဲ့နော်တခုခုဆိုဟေမာရဲ့အုတ်ထင်းသူကအန်တီစိန်ဆိုတာတတိယဟေမာကိုအန်တီသမီးအရင်လိုအန်တီကသဘောထားတာမို့ဟေမာအခုအားစပြီးအမြဲပြပျော်နေရမယ်နော်နောက်ဆိုအန်တီတို့အတူတူခီးသွားဖို့အစီအစဉ်ဆွဲရအောင်လိုက်ရမယ်နော်ဟေမာ ဟုတ်ကဲ့အန်တီကျေးဇူးတင်ပါတယ်နော်ဒီနေ့အစားတောက်တွေကလည်းအရန်ကောင်းလို့တမိအရန်ပျော်တယ်နောက်ပြီးခရီးလည်းအတူတူသွားရအောင်ပါဆိုတော့ကျေးဇူးအများတက်ပါတယ်အန်တီ အဲ့လိုနဲ့ညတကောင်ဟေမာတယောက်တည်းရှိနေချိန်မှာတော့ဟေမာကမလုတ်တဲ့အရာတွေကိုလုပ်နေခဲ့ပါပြီဟေမာအရှင်နေ့ညအင်တာနက်မှာရှာထားတဲ့နီးနဲ့သူ့အမေကိုပြန်ခေါ်ဖို့ကြိုးစားတော့မှာပါ ဖျောင်းတိုင်6တိုင်ရက်တရာဖျောင်းတိုင်6တိုင်ပြင်ဆင်ပါဆိုလားပြီးရင်တေဆုံးသွားသူရဲ့တပ်ပုံချထားပါတေဆုံးတာ9ရက်ထက်မကျော်လွန်စေရဒါဆိုဒီလိုမျိုးပေါ့ပြီးပြီ ထူးဆန်းတာကချက်ချင်းဆိုသလိုခွေးတွေစအူလာတာပါပဲအဲ့ဒါတင်မဟုတ်ပါဘူးမိုးတွေပါထရွာလာတာပါနွေရာသီကြီးဆိုပေမဲ့ရုတ်တရက်ရွာလာတဲ့မိုးနဲ့ခွေးဥတန်ကြီးတွေကထူးဆန်းလို့နေပါတယ်ဒါပေမဲ့ဟေမာကတော့ဘာမှကြည့်မဆိုင်ပါဘူးသူကယူဆိုင်တာကသူ့အမေပြန်လာဖို့ပါပဲတကယ်လဲသူ့အမေကသူ့နောက်မှာရောက်နေပါပြီဟေမာလည်းအတန်တွေကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာသူ့အမေကိုခုလိုပဲမြင်လိုက်ရပါတယ်ဒီနောက်မှာတော့ဟေမာကဖျောင်းတိုင်6တိုင်ရှိမှပဲအိပ်ပျော်သွားခဲ့ပါတယ်။မိုးတွေကရွာလို့ကောင်းခွေးတွေကဥလို့ကောင်းမှာပဲ။ဟေမာအမေရဲ့အုပ်ကူကတော့ထူးဆန်းတာတွေစဖြစ်နေပါပြီ။အချိန်သိမ့်မကြာလိုက်ပါဘူး။ဟေမာရဲ့အမေတော်နီလာအလောင်ကြီးဟာသူ့အုပ်ကူပေးမှမတ်တက်ကြီးတွေထားရက်လာခဲ့ပါတယ်။မိုးတွေကဆက်တိုက်ရွာနေပြီးအိမ်ထဲမှာရှိနေတဲ့ဟေမာလည်းအိမ်မောကျနေတုံးပါပဲ။အချိန်တော်တော်လေးကိုကြားတဲ့အခါမှာဟေမာတယောက်ပြန်နိုးလာခဲ့ပါတယ်။ ငါဒီနေရာမှာဘာလို့အိပ်ပျော်နေရလဲဘာလား အဲ့ဒီအချိန်မှာပဲတကားခောက်တန်တစ်ခုထပ်လာပါတယ်ဟေမာလည်းတကားတော့ဖွင့်လိုက်တာပေါ့ဘသူမှမထင်သားခဲ့ပါဘူးဟေမာရဲ့အမေဖြစ်သူတော်နီလာကအသက်ရှင်လျက်နဲ့အိမ်ရှိမှရောက်လာတာပါပဲ ဟေမာ
သမီးမမေပါအပြင်မှာမိုးရွာနေတယ်ကွအေးလိုက်တာ ဟင်မမေတကယ်ပြန်လာတယ်လာမမေအထဲဝင်တော့ကြမိုးမိပြီးဖျားကုန်မယ် အဲ့လိုနဲ့ဟေမမေကအိမ်ထဲထိရောက်လာခဲ့ပါတယ် မမေစပင်တွေမှာရှော့နေမြေကြီးတွေအများကြီးပဲရေတွေလည်းဆူရွှဲနေရပဲရင်တွေနဲ့ရေချိုးလိုက်ပါလားမမေ အေးဟုတ်တယ်ဟေမမမေရေချိုးလာအောင်မယ် နောက်ရက်မနက်မှာတော့ဟေမတယောက်နိုးဆက်မမြင့်ခင်မှာပဲနိုးလာခဲ့ပါတယ်နိုးလာတာနဲ့ မမေတကယ်ပဲမမေပြန်ရှင်လာခဲ့တာပဲငါအရင်ဝမ်းသာတာပဲပျော်လိုက်တာ ဒီနေ့မှာတော့ဟေမတယောက်ပျော်ရွှင်တက်ကြွစွာပဲထလာခဲ့ပါတယ်ဒါပေမဲ့သူ့အမေကိုတော့အိတ်ခမ်းထဲမှာပဲတွေ့လိုက်ရပါတယ်ဒါကထူးဆန်းပါတယ်ခါတိုင်းသူ့အမေကဒီချိန်ဆိုထမင်းတွေချက်နေပါပြီ မမေမင်္ဂလာမနက်ခင်းပါမမေဟင်းမချက်ဘူးလား အော်ဟုတ်သားပဲသမီးအတွက်မနှက်စာချက်ပေးရအောင်မယ်မမေမိတ်သွားတယ်ကွယ် ဒီနောက်သူ့အမေကမနှက်စာချက်ပြုတ်တာပေါ့ ဝေါစားလို့ကောင်းမဲ့ပုံမဲ့ကွာ ဟေမာလည်းသူ့အမေချက်ထားတဲ့ဟင်းကိုတစ်လုံးလောက်စားကြည့်လိုက်ပါတယ်ဒါပေမဲ့လည်း ဟာအရသာတစ်မျိုးပဲအရင်ကနဲ့မတူဘူးနော်အရသာလည်းမကောင်း ကုံအောင်စားလေသမီးဟင်းတွေကိုကုံအောင်စားလိုက် အမေနေမကောင်းသေးဘူးလားယင်မနေ့ညကလေးကမေမေဘာမှမစားရသေးဘူးနော်ဒါနဲ့မနေ့ညမေမေဘယ်ကနေပြန်လာလဲ သမီးမမေကဘာဆိုဘာမှမမှတ်မိတော့ဘူးကွယ် နန်းနေနေပေါ်မမေဘဲမှထပ်မသွားရအောင်နော်သမီးနားမှာပဲရှိနေရမယ်နော် အဲ့ဒီချိန်မှာပဲအန်ဒီစိန်ရောက်လာပါတယ်ဟေမာအန်ဒီမနှက်စာလာပို့တာပါ ဟာအန်ဒီစိန်ရောက်လာတာပဲမမေအပြင်ထွက်မလာသေးနဲ့နော်သမီးပဲတကားတော့ဖွင့်လိုက်မယ် ဟေမာလည်းအပြင်ထွက်လာခဲ့ပါတယ်ဒီနောက် မင်္ဂလာပါအန်တီစိန်ဝေါမုံနေအများကြီးပဲရောကျေးဇူးတင်ပါတယ်အန်တီ လာဟေမာအထဲမှာအတူတူဝင်စားရအောင်ဟေမာအဲ့ဒီချိန်မှာပဲဟေမအမေက အဲ့ဒါဘာတူလဲသမီး အခုတော့အန်ဒီစိန်ပါလှန့်သွားပါတယ်ဟေမာက အန်တီစိန်လေးမမေ ရုတ်တရက်ဟေမအမေကတတိလစ်သွားပြန်ပါတယ်အဲ့ဒါကြောင့်ဟေမာနဲ့အန်ဒီစိန်လည်းဆရာဝန်ခေါ်လိုက်ရတာပေါ့ဆရာဝန်ကလိုအပ်တဲ့စိတ်စစ်ချက်တွေလုပ်လိုက်ပါတယ်ပြီးတဲ့နောက်တော့ တော်နီလာရဲ့ခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေအားလုံးကကျန်းမာပါတယ်။ဘာပြဿနာမှမရှိပါဘူး။စိတ်ပိုင်းဆိုင်ရာလေးပဲနည်းနည်းထိခိုက်ထားပုံရတယ်။ဒါကြောင့်သူတစ်ခုခုအမှားလုပ်ရင်နားလည်ပေးလိုက်ပါနော် အန်ဒီစိန်ကတော့ဒီဖြစ်ပျက်ကိုဘလို့မှနားမလည်နိုင်ဖြစ်နေတာပေါ့။ဘာဖြစ်လို့ဒီလိုဖြစ်နိုင်ရတာလဲဆရာ။တော်နီလာတကြိုပြီးတာတော့2ရက်ရှိနေပြီလေ။ဘလို့ကြီးလဲ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းသိချာမသိပါဘူးဗျာ။ဒါပေမဲ့ရှင်းလူကြီးအဆိုရတော့သေဆုံးပြီး9ရက်အတွင်းပြန်ရှင်လာတာကိုသေရပြန်ရှင်လာခြင်းလို့ခေါ်ကြတယ်။သေရပြန်နေပေါ့ဗျာ ။အဲ့လိုနဲ့ညဘက်ကိုရောက်လာတဲ့ခါမှာဟေမာအန်ဒီစိန်ဒီမှာအဖော်လာအိတ်ပေးမယ်နော်။သမီးမမေရဲ့အခြေအနေကဘလို့တိုးတက်လာလဲဆိုတာစောင့်ကြည့်ပေးချင်လို့ပါ မလို့ပါအောင်အန်တီရဲ့အန်တီပင်မန်းပါတယ်သမီးမမေကိုတေချာပြုစုစောင့်ရှောက်နိုင်ပါတယ် ။အဲ့ဒီလိုနဲ့အန်ဒီစိန်လည်းအိမ်ပြန်သွားခဲ့တယ်။ဒီနောက်မှာတော့ဟေမာကသူ့အမေရဲ့အခန်းထဲကိုသွားကြည့်လိုက်တဲ့အခါမှာထူးဆန်းတာတွေဖြစ်နေပါတယ် မမေဘာဖြစ်လို့လဲယင်မမေနေမကောင်းလား ။သူ့အမေကလုံးဝပုံမှန်မဟုတ်တော့တာပါ။အရန်ကိုကြောက်စရာကောင်းနေပါတယ်။ဒါပေမဲ့တစ်ဖက်ကို